ဘဝတစ်ခုကနေတစ်ခုခုပြောင်းကျင်လေရတဲ့တန်တရားခီးကြီးဟာအနမတက်ကမသိနိုင်တဲ့အစာရှိတယ်တန်တရားရဲ့အစာကိုမသိနိုင်ဘူးလို့ပြောတယ်တန်တရားရဲ့အစာဘယ်တော့မှစပြီးတော့ဖြစ်လာတယ်ဆိုတာကိုမသိနိုင်ဘူးလို့ပြောတာမရှိဘူးလို့ပြောတာနဲ့မတူဘူးနော်ဗမာစကားမှာမသိနိုင်ဘူးလို့ပြောတာဟာမသိဘူးလို့ပြောတာလည်းမဟုတ်ဘူးမရှိဘူးလို့ပြောတာလည်းမဟုတ်ဘူးမသိနိုင်ဘူးဆိုပြီးတော့အနာမတက်ကောယံပိတ်ခွေတန်တာရောဗမာစကားထဲမှာတခါတလေအနမတက်ခါအနမတက်တန်တာဆက်ဆိုပြီးတော့ခဗျာဆရာတွေရှေးတုန်းကပြုတ်တွေမှာထက်သွင်းရေးတွေရှိတယ်အနမတက်ခအနမတအခသို့မဟုတ်အနုအမတအခအနုဆိုတာကနောက်ကြောင်းပြန်လျှောက်လို့ရှိရင်အခကအစအမတကမသိနိုင်တာနောက်ကြောင်းပြန်လျှောက်ကြည့်လို့ရှိရင်မသိနိုင်တော့အစကိုမသိနိုင်ဘူးအဲ့စကလုံးကစကလုံးသုံးလုံးပေါင်းတာအနုအမတအခအနုဆိုတာနောက်ကြောင်းပြန်ပြီးတော့လျှောက်တဲ့အခါမှာအမတဆိုတာမသိရတဲ့အခါကအစမသိရတော့အစရှိတယ်ဆိုတာအစကိုမသိနိုင်ဘူးလို့ပြောတာဘယ်တော့မှစခဲ့တယ်ဆိုတာခေတ်ကာလနဲ့ပိုင်းခြားပြီးပြောလို့လည်းမရအောင်ကဘာနဲ့ပိုင်းခြားပြီးတော့ပြောလို့လည်းမရအောင်သို့သောသိပ္ပံဆရာတွေကတော့ပြောတယ်လူသားတွေကဒီကမ္ဘာမြေမှာတန်ပေါင်းဘလောက်ကစခဲ့တယ်ဆိုတာမျိုးတော့ပြောနေချင်ဒါမြတ်စွာဘုရားလူသားတွေပြောတော့မဟုတ်သရဝါတွေအလုံးကိုပြောတာနော်သရဝါတွေဟာဘယ်ခေတ်ဘယ်ကာလကစလာတယ်ဆိုတာမသိနိုင်လောက်အောင်ရှင်းကြတယ်လို့အဓိပ္ပာယ်ဆိုလိုတယ်သိကိုကြာနေရင်မသိနိုင်ဘူးလေတမိုင်းကြောင်ကြီးကိုပြန်ပြီးတော့အဲ့ဒါကြောင့်နောက်ကဆက်ပြီးတော့မေးရှိတယ်ပုပ္ပကောတိနပညာယတိပုပ္ပကောတိစတင်ဖြစ်လာတဲ့ရှေးပိုင်းကအစဆိုတာဟာနပညာယတိသိနိုင်ဖို့ခက်တယ်သိဖို့ခက်တယ်ဘသူတွေရဲ့ရှေးပိုင်းကအစလဲလို့ဆိုရင်အဝိဇ္ဇာနိဝရဏနံတတ္တနာတဏတန်ယောစနနံတန္တဝတ္တံတန္တရတံအဝိဇ္ဇာဆိုတဲ့အမောင်လူကြီးကပိတ်ထားပြီးတော့တဏှာဆိုတဲ့နှောင်ကြိုးတန်လန်းနဲ့ဟိုဘဝကဒီဘဝဒီဘဝကနေဟိုဘဝတစ်ခုမှတစ်ခုပြေးသွားခြင်းပြီးနေရတဲ့သရဝရရဲ့အစမသိနိုင်ဘူးလို့ဆိုတယ်ရှေ့ကအစကိုမသိတယ်ပုပ္ပကောတိရှေ့ပိုင်းအစကိုမသိနိုင်ဘူးလို့ပြောတာနောက်ဘာဖြစ်တယ်ဆိုတာတော့အတော်သိသိလို့ရရှေ့ကဘာအစရတယ်ဆိုတာမသိနိုင်ဘူးလို့အစကိုမသိတာပြောတာအတိတ်ကိုမသိဘူးလို့ပြောတာလည်းမဟုတ်ဘူးဘယ်တော့မှစတယ်ဆိုတဲ့ starting point ပေါ့စလာတဲ့ခေတ်ကာလအချိန်ပိုင်းကိုမသိနိုင်ဘူးလို့ပြောတာအဲ့တော့သရဝရိတန်တရားလဲတယ်ဆိုတာအဝိဇ္ဇာနိဝရဏတယ်မသိခြင်းကဖုံးအုပ်ထားတယ်အမှန်ကိုမသိနိုင်တဲ့မသိနိုင်လောက်အောင်အဝိဇ္ဇာကဖုံးအုပ်ထားတယ်တဏတန်ယောဇနာတွေ့တမှုဆိုတဲ့နှောင်ကြိုးကြီးကချီနှောင်ထားတယ်အဲ့တော့ဘာနဲ့တူလို့ဆိုမျက်စိပိတ်ပြီးတော့ကြိုးတန်းလန်းနဲ့ဆိုတာမျိုးမျက်စိကိုပိတ်ထားတယ်ကြိုးနဲ့ချီပြီးတော့ခေါ်သွားတယ်ဘယ်ခေါ်သွားလို့ခေါ်သွားမှမသိဘူးဘယ်တော့စလာမှလည်းမသိဘူးအဝိဇ္ဇာနိဝရဏနံတဏတန်ယောဇနာနံသရဝရရဲ့တန်တရားလဲရပုံကဒီစကလုံးနဲ့တည်းပဲအဗဓမ္မ
ကြောက်လန့်စရာကောင်းတယ်ပေါ့နော်မျက်စိပိတ်ပြီးတော့ကျိုးနဲ့ဆွဲခေါ်သွားတယ်ကျိုးနဲ့ချီနှောင်ထားပြီးတော့ခေါ်သွားတယ်အဲ့လိုအနေထားတတ္တဝရရဲ့အစဆိုတာမသိဘူးလို့ဒီစကားလုံးကနေစပြီးတော့ခြိထားတာမြတ်စွာဘုရားနော်ယဟန်တွေကိုတရားဟောတော့ဒီစကားပိုက်ကလေးစလိုက်တာယဟန်တို့တန်တရားရဲ့အစဆိုတာမသိနိုင်ဘူးအဝိဇ္ဇာအမှောင်ပိတ်ကထားပြီးတော့တန်ရောစဉ်ကျူချီနှောင်ထားပြီးတော့ချီနှောင်ထားတဲ့တတ္တဝါတွေဟာဘဝတစ်ခုကနေဘဝတစ်ခုပြေးသွားရတယ်ကျင့်နေရတယ်ဆိုတဲ့တတ္တဝါတွေရဲ့အစဆိုတာမထင်ရှားဘူးတဲ့ဘယ်တော့တတ္တဝါစလာတယ်ဆိုတော့ပြောလို့မရဘူး